ကားပဲကြီးထောက်တဲ့ကကျွန်တော်တို့ပြင်လန်းစာကားတွေထောက်တာနဲ့ဗဒီဝတ်တဲ့ကားတွေထောက်တာနဲ့မတူဘူးဗျဗဒီဝတ်တဲ့ကားထောက်လိုက်ရင်ဒါဝီတန်လို့ပြင်လန်းစာကားတွေကြတော့ပြင်လိုက်နှိုးလိုက်ပြင်လိုက်နှိုးလိုက်နဲ့တပြေးပြေးဗဒီကမနှိုးတော့90သမားကြီးကဘာလုပ်လဲဆိုဟိုဘက်ဒီဘက်ငုတ်ခတ်တာငုတ်တွေကရေးပြောငုတ်တွေနာလို့ဆိုပြီးတော့ကျွန်တော်ခဲကောင်းတွေဆွပေးလိုက်အဲခဲကောင်းတွေပါဝက်ရှော့မှာကျန်ခဲ့အဲကြောင့်ဒီကဆိုင်တွေကဗဒီနာလို့ဟိုတကယ်တမ်းကိုအိုးယူပြီးလိုက်ထောက်နေတော့ကျွန်တော်ကစိတ်မဆိုးဗဒီမနာဘူးရုံးမှာပြင်လက်စာကားတွေထောက်တာဗဒီရမ်းနာတယ်အဲ့တော့အဲကြောင့်ဒီကဆိုင်တွေကဗဒီအလုံးမငါဘူးဈေးလျှော့ရင်လျှော့ပေးမယ်ဗျာသူတို့ကိုယ်တိုင်လိုက်ထောက်ပေးတယ်နိုးချင်နိုးမနိုးချင်မနိုးဘူးဆိုလဲပြန်လာမယ်စားဘက်ကယူပြီးတော့အဲ့လိုမျိုးပေါ့ကျွန်တော်ကအဲ့လိုမျိုးအရှင်မြေအောင်လုပ်ပေးကြတာထောက်တစ်လုံးကို6သိန်းခွဲတစ်ပတ်လည်းရှိတယ်ထောက်ကျိုးတစ်ကြောင်းက3သိန်းကျော်ရှိတယ်ကျွန်တော်ကအရှင်မြေအောင်လုပ်ပေးတာကြတော့လည်းဘာဖြစ်လဲဆိုဆရာသမားတွေကလာမဖို့ဗျာတချို့ဆိုလဲမနိုးတဲ့ဟာငုတ်တွေခတ်တယ်တစ်ပတ်10လောက်ကျွန်တော်တို့မေ့နေပြီဒီကထောက်ဦးတွေစစ်ကြည့်လို့လိုတဲ့ကမှာကျွန်တော်ကမအားရကြတဲ့အဲ့ယုံနေပတ်ရှာရတယ်ဖုန်းဆိုင်လည်းစိတ်ခုနေမှာဆိုတော့အဲ့မှာကျွန်တော်ယုံနေမှာရှိတယ်ဆိုမှပြန်ယူလာတယ်ချို့ဆိုအားလုံးကမရှိတော့ဘက်ထရီကနာမိတွေသုံးအဲ့လိုမျိုးတွေဖြစ်တာပဲအဲ့တော့စိတ်တန်းကြသုံးနေတယ်ဆိုအိုးတစ်ဝယ်သုံးများအိုးနဲ့ကျိုးနဲ့ကိုယ့်အကိုစိတ်တန်းကြသုံးငုတ်ခက်ရုံမကလို့ဘလို့လို့ဗျအဲ့ကျွန်တော်ဒီဘက်မှာစင်မြောင်လုပ်ပေးတာတော့မဟုတ်ဘူးကျွန်တော်ကသွားယူရတယ်ပြန်သွားယူရတယ်အဲ့တော့မျက်နှာရှိတဲ့ခါကျကျွန်တော်ကလာဖို့ပေးပါအောင်အာစီလာဖို့ပေးပါအောင်ကိုကြီးကျွန်တော်ကလောက်ရတယ်ဟိုစင်မပြေဘူးဗျအဲ့လိုမျိုးဆိုရင်ကျွန်တော်ကဟိုအားနာရတော့လေကျွန်တော်ကတော်ရုံတိတ်မပြောတော့ကကြတော့အဲ့လိုမျိုးတွေလိုက်လို့ရတာအဆင်မပြေဘူးဝက်ရှော့မှာထောက်တာဦးတယ်ကျွန်တော်အရန်နာတကယ်တမ်းကျွန်တော်ဦးယူသွားပြီးအပြင်မှာလိုက်ထောက်နေတော့ကျွန်တော်ကစိတ်မဆိုးဘူးရတယ်ကိုယ့်အနေနဲ့ကိုယူကိုကအဲ့လိုပြဆရာသမားတွေက